ကြောက်ရွံ့ကိုကျွန်တော်အစားအစာပေးခဲ့တယ်မကြခင်မှာပဲကြောက်ရွံ့ကငိုလာတယ်ပြီးတော့သူကကျွန်တော်နဘူးကိုခောက်တယ်အံ့ဩစရာကောင်းတာကကျွန်တော်ချက်ပြုတ်စွမ်းရည်တိုးတက်လာတယ်9နှစ်အတွင်းမှာဆိုင်ငယ်လေးကိုဆိုင်ကြီးအဖြစ်ပြောင်းလဲနိုင်ခဲ့တယ်ပိုင်ရှင်ကကျွန်တော်ကိုတန်ဖိုးထားမယ်ထင်ခဲ့တာဒါပေမဲ့ဒီနေ့မှာမင်းတို့ရဲ့လျှို့ဝှက်ချက်နည်းတွေကိုငါတို့သိနေပြီမင်းကစဖို့မှုပဲလေအမျက်ဝေစုလိုချင်တာလားဒီဒေါ်လာ2000ယူပြီးထွက်သွားတော့ကောင်းပြီရပြီဘာတွေဒေါသထွက်နေတာလဲငါအလုပ်ထွက်တော့မယ်ဆိုတာပြောပြတာဂျက်ဒီနေ့ထွက်သွားရင်ဒီလစာတစ်ပြားမှရမှာမဟုတ်ဘူးထွက်သွားဟင်းချက်နည်းတွေငါမှရှိတယ်မင်းမပါရင်ဒီဆိုင်ရက်တီလို့မရဘူးထင်နေလားဟေ့ဂျက်ကိုခေါ်ခြင်းတဲ့ဆိုင်ကိုဆက်သွယ်ဖို့မကြိုးစားနဲ့တော့သူကိုယ်တိုင်ထွက်သွားတာဆိုင်ကို3နှစ်ကြာအကောင်းဆုံးဖြစ်အောင်လုပ်ပေးခဲ့တာအခုတော့ပြစ်ပယ်လိုက်ပြီပေါ့ငါမရှိပဲဘလို့ရှင်တန်မလဲကြည့်ကြသေးတာပေါ့တောင်းပန်ပါတယ်မိဖို့ကြောင့်ပိတ်လိုက်ပါပြီအလုံးလာလျှောက်တာပါဂျက်အဲ့ဒီမျက်စိကန်းတဲ့လူကမင်းကိုတကယ်ပဲနှင်ထုတ်လိုက်တာလားမိဖို့ချောင်းကိုအပြည့်အဝကင်တွယ်ခြင်းနဲ့တစ်ဖက်ဆိုင်ကိုခြေမမွဲနိုင်အောင်လုပ်ပြမယ်ဒေါ်မန်ပါဝင်ပါလားခဏဆောင်ပါကြည့်လိုက်ပါဒီစာချုပ်ကိုအစောကြီးကလေးကပြင်ဆင်ထားတာမင်းရောက်လာမယ်ဆိုတာသိလို့ပေါ့လက်မှတ်ထိုးပါဂျက်အလုပ်တွဲလုပ်ရတာဝမ်းသာပါတယ်တွေ့ရတာဝမ်းသာပါတယ်တော့မိဖို့ချောင်းကိုခေါ်သွားပါအားလုံးခဏရက်ကြပါဦးဒီနေ့ကစပြီးဂျက်ဟာ Savory House ရဲ့အဓိကစားဖို့မှုဖြစ်ပါတယ်သူပဲအမိန့်ပေးလိမ့်မယ်ဂျက်လားတစ်ဖက်ဆိုင်ကနာမည်ကြီးစားဖို့မှုလေအမှန်ပဲလားဘာလို့ဒီကိုလာတာလဲကျွန်တော်တို့စဖို့မှုတွေလည်းကောင်းကောင်းလုပ်နေတာပဲလေဘာလို့အပြင်လူကိုခေါ်လာရတာလဲမင်းတို့ချက်တာစားဘူးတယ်လုံးဝကိုမကောင်းဘူးနှစ်တရာပြည့်နာမည်ကိုအသုံးချပြီးဟောင်းနှွမ်းနေတော့မယ်အချိုမုံတွေလက်နဲ့ဆွဲထည့်အပူချိန်မှန်းပြီးခွေးတောင်လှည့်မကြည့်ချင်တဲ့အစားအစာတွေလုပ်တယ်စဖို့မှုရဲ့မာနာကတပြင်းပေါ်မှာရှိတယ်ဒီနေ့ကစပြီး Savory House 3ရက်ပိတ်မယ်ဟုတ်လားဟုတ်ပါတယ်နောက်3ရက်အတွင်းအားလုံးဒီမီးဖို့ချောင်းမှာပဲစားအိတ်မယ်တစ်ဖက်ဆိုင်ကိုလုံးဝမထူထောင်နိုင်အောင်ကူညီပြီးဖြိုလဲပြမယ်ခေးရောက်ဖအဲ့ဒီကောင်ထွက်သွားပြီးဟင်းချက်နီးတွေခြံခဲ့သေးလားစိတ်မပူနဲ့တစုံတစ်ယောက်ကိုစာသားတိုင်းကူးခိုင်းထားတယ်ဟင်းချက်နီးတွေတင်မဟုတ်ဘူးသူသုံးတဲ့အနှစ်အမှတ်တစိတ်တွေပါမကြမ်းအောင်မှတ်ထားတယ်သူကရိုးရိုးစားဖို့မူလေးပါဆိုင်ကိုပိုင်တယ်လို့ထင်နေတာဟာစောင့်ကြည့်နေလိုက်ပါရောက်ပါအားလုံးဒီကိုလာကြပါအစည်းအဝေးရှိတယ်ကျေးဇူးမတိတတ်တဲ့ဂျက်ထွက်သွားပါပြီမနက်ဖြန်ကစပြီးမိဖို့ကြောင့်ကိုငါဥဆောင်မယ်ဒါတွေကသူ့ရဲ့နာမည်ကျော်ဟင်းချက်နည်းတွေပဲမနက်ဖြန်အတိအကျလိုက်လို့ပါအကောင်းဆုံးလုပ်နိုင်တဲ့သူကအဓိကစားဖို့မှုဖြစ်လာမယ်စိုးရိမ်မနေနဲ့မတ်တူချက်တာကိုလာပေါင်းများစွာကြည်ထားတာအကုန်သိပါတယ်ဘလောက်ခက်ခဲလို့လဲဟင်းချက်နေရှိရင်ငါအဖွားတောင်လုပ်နိုင်တယ်ဘာလို့3-2တိုက်ရှုံးခဲ့တာလဲသူတို့အရသာကိုပဲကူးချနေလို့ပေါ့အတူကအစ်စ်ကိုဘယ်တော့မှမနိုင်ဘူးအခုကစပြီးအရင်တင်ခဲ့တာတွေကိုမေးလိုက်တော့ဟင်းပွဲ3မျိုးပဲတင်ပေးမယ်ပထမဟင်းပွဲကကြားပေါက်လက်ဖက်ရည်ပစွန်ကြော်ပါလက်ဖက်ရည်ရနံကပစွန်နဲ့စိတ်ဝင်ရမယ်မျက်နှာပြင်မှာတင်ရှိနေလို့မရဘူးစားကြည့်ပါဒီရတာနှစ်30တောင်ချက်လာတာဒီလိုပစွန်မျိုးတစ်ခါမှမစားဘူးဒါကအစပဲရှိပါသေးတယ်3ရက်အတွင်းတစ်ဖက်ဆိုင်